ဒါ 70 Pro Max ဒါ selfie နဲ့ရိုက်နေတာပေါ့နော် video quality ကောင်းမကောင်းကတော့ဒါအခုကြည့်နေရတယ်ပေါ့နော်အခုအချိန်ငါကြတော့ဘယ်ချိန်လဲဆိုတော့ညနေ6နာရီခွဲရှိနေပြီဒါနဲ့ Indo ဘက်ကိုရောက်သွားပြီဒီဘက်ဝင်ချိန်ကတော့စူညံနေတယ်ဒါပေမဲ့အတန်ကိုဟို record လုပ်နိုင်လားမလုပ်နိုင်လားဆိုတာတော့ကျွန်တော်အတန်ပေါ့နော် clear ဖြစ် record လုပ်နိုင်လားမလုပ်နိုင်လားတော့ပြီးမှပဲကြည့်ပေါ့နော်သူမှအဓိကထူးခြားလာတာကဘာလဲဆိုတော့ဒီ skin ပေါ့နော်ကျွန်တော်တို့အရင်ဖုန်းတွေမှာတော့ skin tone ကတော်တော်အားနေတယ်ဗျအထူးသဖြင့်ကျွန်တော်ကင်နေတဲ့40 Pro Max ပေါ့နော်40 Pro Max မှာ skin ကတော်တော်ကိုအားနေတယ်ဘယ်လိုကြီးလဲဆိုတော့ဘယ်လိုမျိုးလဲညနာမဲမဲကြီးဖြစ်နေတာမျိုးပေါ့နော်အခုဆိုရင်တော့ skin ရဲ့အရောင်ကနေတယ်ဆိုလဲနေတယ်ဗျာဝါတယ်ဆိုလဲဝါတယ်အဲ့လိုမျိုးပေါ်နေသေးတယ်ပေါ့နော်ပထမဥစ္စာမှာတော့တော်တော်အဆင်မပြေပါဗျ skin ရဲ့အရောင်ကြီးကလေမဲမဲကြီးဖြစ်တယ်အဲ့ဒါတော့အတန်တော့ကိုယ့်ကိုကြည့်လိုက်ပေါ့နော်ဒါဘေးမှာတော့အခုဆိုရင်တော့ဘေးမှာစူးညံ့နေပြီ